နယ်ဒိုရွေးချယ်ခဲ့တဲ့အကြိုက်ဆုံးကစားသမား17ယောက်ရိုနယ်ဒိုကဘောလုံးလောကရဲ့ဂုတ်တယောက်ဖြစ်တာနဲ့ညီတော်ဝင်ခြေစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့သူတယောက်ပါ Professional ကစားသမားဘဝမှာလီပေါင်းစုံမှာကစားခဲ့ပြီးအကောင်းဆုံးဆိုတာတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။မကြသေးခင်ကပဲပေါ်တူဂီတင်းနဲ့အတူ Nation League ဖလားကြီးကိုသိမ်းပိုက်ရရှိခဲ့ပြီးဘောလုံးစင်မြင့်ထက်မှနေရာယူနေစေပါ။ရိုနယ်ဒိုကစိန်ခေါ်မှုတွေကိုနှစ်သက်တဲ့သူတယောက်လို့ဆိုရမှာပါ။ဖြတ်တန်းခဲ့တဲ့ကစားသမားဘဝမှာပေါ်တူဂီလီပရီးမီးယားလိစပိန်လာလီဂါစီးရီး A နဲ့အခုနောက်ဆုံးမှာတော့ Sorry လီမှာပြောင်းရွှေ့ကစားနေပြီးစိန်ခေါ်မှုတွေကိုရှင်ဆိုင်နေတာဖြစ်ပါတယ်။စူပလာတွေနဲ့အောင်မြင်မှုတွေများစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ဂုတ်ရိုနယ်ဒိုမှာသူ့စိတ်ကြိုက်ကစားသမားကတော့17ယောက်ရှိပါတယ်။မတူညီတဲ့လီတွေမှာကစားခဲ့မှုတဲ့အတွေ့အကြုံရရိုနယ်ဒိုရွေးချယ်ထားတဲ့ကစားသမားတွေကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဂိုးသမားနေရာမှာတော့ရိုနယ်ဒိုကရီယယ်မက်ဒရစ်ဂိုးသမားကာစီလက်စ်ကိုရွေးချယ်ခဲ့ပါတယ်။ကာစီလက်ဆိုတာကတချိန်ကရီယယ်မက်ဒရစ်နဲ့စပိန်သင်းမှာလက်စွမ်းပြခဲ့မှုတဲ့ဂိုးသမားတစ်ယောက်ဖြစ်ပြီးရိုနယ်ဒိုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့တဲ့သူပါ။ညာနောက်ခံနေရာမှာတော့ရာမို့စ်ကိုရွေးချယ်ခဲ့ပါတယ်။ရာမို့စ်ကတော့တည့်တဲ့အတိုင်းပဲကစားပုံကြမ်းတမ်းပြီးခန်းစစ်ကိုကြောလာသူမှန်သမျှကိုအမဲဖြတ်တယ်လို့ဖြတ်ထုတ်ကာကွယ်ပေးခဲ့တဲ့သူပါဘုံခန်းစစ်နေရာမှာကတော့ရီယိုဖာဒီနန်ပါရီယိုနဲ့ရိုနယ်ဒိုကတချိန်ကမန်ချက်စတာယူနိုက်တက်မှာအောင်မြင်မှုတွေထပ်တူရရှိခဲ့ကြတဲ့သူတွေပါယူနိုက်တက်ရဲ့ခန်းစစ်မှာမရှိမဖြစ်ကစားသမားဖြစ်ပြီးဒီပြဖာကူဆန်ရဲ့စိတ်ကြိုက်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်နောက်ထပ်ဘုံခန်းစစ်နေရာမှာတော့ချီလီနီကိုရွေးချယ်ခဲ့ပါတယ်ချီလီနီဆိုတာဂျူဝင်တက်နဲ့အီတလီရဲ့မဟာအုပ်တိုင်းကြီးဖြစ်ပြီးကမ္ဘာအကောင်ဆုံးခန်းစစ်မှုတွေကတယောက်ပါဘယ်နောက်ခန့်လူနေရာမှာတော့မာဆေလိုရွေးချယ်ထားခဲ့ပါတယ်မာဆေလိုကရီယယ်မက်ဒရစ်တင်းမှာရိုနယ်ဒိုနဲ့အကောင်ဆုံးတွဲဖက်တယောက်ပါခန်းစစ်နေရာကနေတိုက်စစ်နေရာထိလိုက်ပါနိုင်ပြီးဂိုးတွေသွင်းယူပေးနိုင်ပါတယ်ဗဟိုကွင်းလယ်နေရာမှာတော့ယူနိုက်တက်လီတန်ဂျီပေါ်စကိုကိုရွေးချယ်ထားခဲ့ပါတယ်ပေါ်စကိုဆိုတာကကွင်းလယ်အရှင်သခင်တယောက်ဖြစ်ပြီးဂန်နဝေမြောက်တဲ့ပေးပို့မှုတွေနဲ့လှပတဲ့အဝေးကန်ချက်တွေကိုသွင်းယူနိုင်တဲ့အကောင်ဆုံးကွင်းလယ်ကစားသမားတယောက်ပါနောက်ထပ်တစ်ယောက်ကတော့လူကာမိုဒရစ်ပါခရိုအေးရှားအသင်းနဲ့ရီယယ်မက်ဒရစ်ရဲ့ကွင်းလယ်ဗိုလ်ချုပ်ကြီးဖြစ်ပြီးတော့မော်ဆန်နဲ့ဖန်တီးမှုတွေနဲ့မြက်ကင်းစိမ့်တွေပေါ်မှာပြိုင်မက်တွေကိုယူသွတ်စေသူတယောက်ပါရိုနယ်ဒိုရွေးချယ်ခဲ့တဲ့နောက်ထပ်ကွင်းလယ်စတာတယောက်ကတော့တိုနီခရုစ်ပဲဖြစ်ပါတယ်ရီယယ်မက်ဒရစ်နဲ့အတူဂျာမနီအသင်းရဲ့အဓိကအသက်သွေးကြောဖြစ်ပြီးတီးကြတဲ့ဖန်တီးမှုတွေနဲ့လှပတဲ့အဝေးကန်ချက်တွေကိုဖန်တီးနိုင်နေသူပါဘယ်တော်မှန်တိုက်စစ်မှာတော့ဂါရက်ဘေးကိုရွေးချယ်ခဲ့ပါတယ်ဂါရက်ဘေးဆိုတာကမ္ဘာအမြန်ဆုံးဘောလုံးသမားတစ်ယောက်ဖြစ်ပြီးရိုနယ်ဒိုနဲ့အတွဲညီခဲ့တဲ့ကစားသမားတစ်ယောက်ပါအထောင်တိုက်စစ်မှာတော့ဘန်စီမာကိုရွေးချယ်ထားခဲ့ပါတယ်ဘန်စီမာကရိုနယ်ဒိုနဲ့တူရီယယ်မက်ဒရစ်မှာတောက်ပခဲ့တဲ့သူတစ်ယောက်ပါဂိုးအေရီယာထဲမှာကြောက်စရာအကောင်းဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်ပြီးတော့ရှားလာတဲ့အခွင့်အရေးမှန်သမျှကိုဂိုးဖြစ်နဲ့အဆုံးသတ်ပေးနိုင်တဲ့သူတစ်ယောက်ပါညာတောင်မှန်တိုက်စစ်နေရာမှာတော့ရိုနယ်ဒိုကဝိန်းရိုနီကိုရွေးချယ်လိုက်ပါတယ်ရိုနယ်ဒိုနဲ့ဝိန်းရိုနီတို့ကယူနိုက်တက်ရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှုတွေဖြစ်ခဲ့ပြီးစူဖလားတွေများစွာသိမ်းပိုက်ခဲ့ကြပါတယ်။ရိုနီကရိုနယ်ဒိုကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ပြီးရိုနယ်ဒိုရဲ့အကောင်းဆုံးတိုက်စစ်အတွဲတွေဖြစ်စေခဲ့ပါတယ်။